ဒီစကားလုံးတွေရဲ့အရှိကောင်းတဲ့သုံးလုံးတဲ့ပုံတွေကိုရောရင်းနှီးကြလားပေါ့နော်အဲ့တော့ example ဆိုရင်လည်းသူကကျွန်တော်တို့ EHAMPLE လို့စလုံးပေါင်းနေဆိုပေမဲ့ E.G လို့ရေးထားတာပေါ့နော်အဲ့တော့ဘာလို့အဲ့လိုရေးရတာလဲပေါ့နော်ဆိုတော့အဲ့ဒါကကြတော့သူက Latin စလုံးကနေယူထားတာမျိုးဖြစ်တယ်အဲ့တော့ exempli gratia ဆိုတဲ့စလုံးကနေသူကအရှိစကားလုံးယူပြီးတော့ E.G ဆိုပြီးတော့ပဲသုံးတာပေါ့နော်အဲ့တော့နောက်တစ်ခုက etc ကတော့သိပြီးသားဒါ ETC လို့ပဲရေးတယ်သူကတော့ဒါစသည်ဖြစ်ဆိုတဲ့သဘောမျိုးလေးပဲထွက်မှာဖြစ်ပါတယ် etc ထည့်တယ်ဆိုရင်ကျွန်တော်တို့ M ထည့်လည်းပြဿနာမရှိဘူးပေါ့နော်အဲ့တော့ I bought many things from the market apples oranges etc I do အကြတော့ဒါသိပြီးသားပေါ့နော်သူက that is ဆိုတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့တခုခုကိုရှင်းပြတဲ့အခါမှာသုံးလေးရှိရပေါ့နော်အဲ့တော့ she is a polyglot that is she can speak several languages ဖြစ်ပါတယ်သူကတော့တခုခုကိုရှင်းပြတဲ့နေရာမှာသုံးတာပုံများတယ်ပေါ့နော်အဲ့တော့ versus ဖြစ်ပါတယ်အဲ့ဒါဆိုရင် Phoenix versus Tiger ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Latin စလုံးမှာ confa ဆိုတဲ့စလုံးလေးရှိတယ်အဲ့ဒီ confa ဆိုတာကကြတော့ဒီ comparison ကိုပြောချင်တာမျိုးပဲဖြစ်တယ်အဲ့တော့နှိုင်းချင်တာမျိုးပဲပြောတာဒါကြောင့် English မှာလည်းကျွန်တော်တို့ CF ဆိုပြီးတော့သုံးလို့ရတယ်ပေါ့နော် See the previous chapter CF chapter 3အခန်းနဲ့ပေါ့နော်အဲ့တော့ chapter 3နဲ့အရင်အခန်းနဲ့ကျွန်တော်တို့နှိုင်းချင်ကြည့်လို့ပြောချင်တာမျိုးဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ AKA ဖြစ်ပါတယ်အဲ့ဒီ AKA ကကြတော့သူကနာမည်ပေါ့နော်နောက်တစ်မျိုးကိုဖော်ပြတာဖြစ်ပါတယ်အသုံးများတယ်ပေါ့နော်ကျွန်တော်တို့အားလေးကတခြားနာမည်တစ်မျိုးကိုပြောချင်တာမျိုးဖြစ်တယ်မြန်မာလိုဆိုရင်တော့ခါခွေပေါ့နော်အဲ့တော့ဥပမာမောင်မောင်ခါခွေဘသူပေါ့နော်မောင်ကျော်သားတည်ပြီအဲ့လိုပုံမျိုး English မှာလည်းသူကအဲ့ချိန်မှာကျွန်တော်တို့ AKA ကိုသုံးလို့ရတယ်ဆိုတော့ဥပမာ I am Tanzotri AKA Sky ဖြစ်ပါတယ် alright okay ဆိုတော့အားလုံးကြိုးရှိသွားမယ်လို့ယုံကြည်ပါတယ်